အခုတရားနာတဲ့ပြည်သားကြီးနောက်အနည်း80ဆိုရှိဦးမလားဘာဖြစ်ကုန်ဘုရုဒ္ဒတာသိရမှာယောဂီတို့အများတို့ကျတို့တနေ့တနေ့လမ်းသွားနေတယ်ဆိုတော့လည်းသိဖို့အတွက်စားနေတယ်ဆိုတော့လည်းသိဖို့အတွက်အိတ်နေတယ်ဆိုတော့လည်းသိဖို့အတွက်တီးပွားရှာနေတယ်ဆိုတော့လည်းသိဖို့အတွက်ဒီတော့သိရမယ်သိတယ်ဆိုတာအသခန္ဓာတတ်တယ်ဆိုတာဘာတတ်သွားလဲဘယ်သူကလာတတ်သွားလဲမသိဥရိဘုရုဒ္ဓမှမသိသိတော့သိသွားတယ်သူကခင်ဗျားကိုရွှေချင်းမြို့ကလူတော်တယ်ကိစ္စယောဂဆိုနေအတမခံအောင်လားကိစ္စယောဂဘယ်ဖန်ဆင်းရှင်လာထဲတာလဲအနာမကိစ္စဘယ်သူကလာလောက်ရတာလဲကိုယ့်ဘောက်ကိုလောက်ယူတာလားကိစ္စယောဂအဝရဖျားနဲ့နတ်တရားလာထဲတာလားအပြင်ဘာကြောင့်ဖြစ်လာဒီခန္ဓာကိုယ်ကြီးကိုကတတ်မဲ့ခန္ဓာတတ်တာတဲ့သဘောရှိခန္ဓာဆိုတာဘာသဘောရှိလဲတတ်တဲ့သဘောတတ်မှာတဲ့ချီးကျူသွေးတိုးတဲ့တတ်မှာနှလုံးယောဂကြောက်ကယောဂရောဘာဖြစ်တာလဲတတ်တာနောက်ဆုံးဒီခန္ဓာကြီးပဲတတ်လို့ဒီခန္ဓာကြီးပဲသေမသွားဘူးလားအပြင်တတ်တတ်တာရဲ့သေမာရဲ့ရှိတယ်အဲ့တော့တတ်တာကတော့တတ်မယ်သေတာတော့သေမယ်သေအောင်မတတ်ခင်ဦးဇင်းတို့ကြိုတင်ပြင်ရပါလိမ့်မယ်ခင်ဗျားတို့ပြင်ထားပြီးပြီလားရွှေချင်းဝါပေါ်တော့ဘာလဲမသိမတတ်တင်တာပါကူအဲ့ဒါပြင်ခိုင်းတာမဟုတ်ဘူးကိုသေးမဲ့နေရာမြေကြီးဝက်ပြီးကူလို့ဖို့ပြင်ခိုင်းတာမဟုတ်ဘူးပြင်တဲ့နာတွေပြင်ဖို့သေမာတော့သိတယ်သေရမှာတော့မသိဘူးလားခင်ဗျားတို့သေတော့မပြင်စင်ပဲဒီလိုနေပြီးဒီလိုသေလို့ရတော့မဲဒီလိုနဲ့ရတယ်အများကြီးပါပဲဗျာသေမာအမလေးလှုပ်ချပါအောင်အမလေးကြဲကြပါအောင်သားတို့ကြီးမပြစ်ထားပါနဲ့ဦးနည်းနည်းလေးရွှေ့ပေးပါအောင်ခေါင်းလေးနည်းနည်းတက်ပေးပါအောင်ရေလေးတစ်ပေါက်လောက်ချပေးပါအောင်နဲ့နည်းနည်းတောင်းပြီးတော့អော်ပြီးညှဉ်းညူပြီးသိမသွားဘူးလားအဲ့ဒါပဲရအဲ့ဒါဘာဖြစ်လို့လဲလို့မေးရင်မသိခင်ကသေအောင်တတ်မဲ့ဒုက္ခမှာကြိုတင်ပြင်ဆင်ရမယ့်ကိစ္စတွေမလုပ်ဖဲနဲ့သူများအကြောင်းဟိုလူအကြောင်းဟိုအကြောင်းဒီအကြောင်းဒါဒီပဲလျှောက်ပြောနေအဲ့ဒါဒီပဲလျှောက်ပြောနေတော့နောက်တော့ပြောရင်နဲ့ဘုရားပြောတဲ့အဆုံးအမတွေပျောက်ပြီးတော့လောဘဒေါသနယ်ကြီးလွှမ်းခြုံသွားတော့တခါတည်းကိုသူ့အကြောင်းဟိုလူကဘာဖြစ်တယ်ဟိုပုဂ္ဂိုလ်ကဘာဖြစ်တယ်ဟိုပါတီကဘာဖြစ်တယ်ပေါ့ဒီဒါကြားနေရတာဦးဇင်းတော့ဘယ်တည်းမှမပါဘူးဦးဇင်းကဘာမှမသိဦးဇင်းကတရားဟောမယ်တရားပြမယ်တရားလာမင်းရှင်းမယ်ဒါပဲကျန်တာဘာမှမသိဘယ်ထဲမှလည်းမပါဘယ်အဖွဲ့အစည်းမှလည်းမလုပ်ဘာမှမလုပ်တာအဲ့တော့လောကကြောင့်လည်းဘာမှမသိဒါပဲနဲ့ခုနလိုပြောနေတဲ့အတန်ကြီးကြားတယ်အဲ့ဒါတွေတော့ပြောတော့ဦးဇင်းတို့ငငယ်တုန်းကအဖိုးတွေအဖွားတွေအတော်တွေဦးလေးတွေကသင်္ကြိုကိုယ်ပိုင်နဲ့သရမတက်တဲ့လူတယောက်မှမရှိဦးဇင်းတို့ငငယ်တုန်းအလှူဒန်းနေနာယီသားကြီးတွေမှဆိုလို့ရှိရင်ဇိနထပါကတိနုပေတဝိထုတို့950ဒီကြောင်းပြောကြတယ်အခုအဲ့လိုပြောတဲ့ပုဂ္ဂိုလ်ရှိသေးလားမရှိတော့ကွဲကုန်တပြေးပြေးပြောင်းလာပြီဒီဘက်ဘာဖြစ်လာလဲဟာ तू ကဘာဖြစ်တယ်ငါဘာဖြစ်တာအဲ့ဒါဘယ်သူကဘလောက်ချမ်းသာပြီဘယ်သူကဘယ်လိုလုပ်ငန်းတွေပြီးတဲ့ဒါပဲပြောတော့တယ်တဲ့ဖရာအကြောင်းတရားအကြောင်းတန်ត្រာအကြောင်းအိုခြင်းနာခြင်းမှလွတ်မဲ့ဝိပဿနာအကြောင်းတွေမပါတော့ဘူးတယောက်နဲ့တယောက်လောဘဒေါသမောဟမာနတိုက်ကြခိုက်ကြပြန်ညဆိုင်ကြမယ်ကြမ်းတမ်းတဲ့အလုပ်တွေအဲ့ဒါတွေပဲပြန်ညတော့တယ်အဲ့ဒီမှာပဲနစ်မြုပ်နေကြတာဘယ်သူကဘလောက်စီးပွားပြည့်ပြီဘယ်သူကဘယ်လိုနေရာရပြီဘယ်သူကဘယ်လိုပြောင်းသွားလို့ဘယ်လိုတိုက်ကြီးတွေဒါပဲပြောနေကြတာကာမဂုဏ်နဲ့လောဘဒေါသလောဘအာယုံဒေါသအာယုံမာနအဲ့ဒီအကြောင်းတရား၃ပါးဖုံးလွှမ်းပြီးတော့ဒီနယ်မှာပဲကျက်စားနေကြတယ်ဖရာရဲ့ကျေးဇူးတရားကျေးဇူးတန်ခါကျေးဇူးတွေဘာမှမသိတော့ဘူးမိမိတန်တရာရဲ့သွားမဲ့ဘောနောင်ကြီးတွေလည်းမသိတော့ဘူးခင်ဗျားတို့သိဘယ်ဘဝသွားမလဲနတ်ပြည်တက်မလားအာမခံချက်ရှိလားအိုးရှိရရှိကိုရှိရဝိသခအာနာတပိသိတော့ငရဲကြသလားနတ်ပြည်တက်သွားလားအာမခံချက်ရှိလို့လားမရှိလို့လားခင်ဗျားတို့မှမရှိဟုတ်ပြီနော်လူတော့လူပဲတဲ့ပခုံးနဲ့ပကြကောင်းဟုတ်ပြီရုပ်နဲ့နာနဲ့သွေးနဲ့ကိုယ်သားနဲ့ကိုယ်ပဲဒါနဲ့ဝိသခါတို့အနာတပိန်တို့ဘာလုပ်လဲတရားနာမယ်ဆွန်းလောင်းမယ်အနာတပိန်ဆိုတနေ့ကိုကြောင်းကို2ခေါက်သွားတယ်အရေးကြီး3ခေါက်လောက်သွားတယ်မနဲ့မိုးလင်းညရောက်တဲ့ဟိုဖျားနာတဲ့ပုံကိုယ်တွေဆေးတို့ရာဟုတို့တိုက်ဖို့တန်ဃာတော်တွေအဲ့ပြိလာတဲ့တန်ဃာတွေကိုနေရာချပေးဖို့အဲ့လိုနေကင်းကြလို့ရှိရင်အဲ့ဒါကြောင်းမှာဆောက်ရေးပြည့်ရေးပြင်ရေးတွေပြောမယ်ညနေကင်းကြလို့ရှိရင်ညကြွားရတဲ့တန်ဃာတော်တွေနေရာချဖို့လူနာတွေယဟန်တွေစိတ်တိုက်ဖို့ဒါပဲသူလုပ်တာဘယ်နိုင်ငံရေးအကြောင်းဘယ်စီးပွားရေးအကြောင်းဟိုလူမကောင်းဒီလူမကောင်းဘာမှမပါဘူးသူလည်းအသက်နဲ့ခန္ဓာကိုယ်ပဲကိုယ်လည်းအသက်နဲ့ခန္ဓာကိုယ်ပဲဒီပုဂ္ဂိုလ်တွေဒီလိုလုပ်သွားပြီဝိသကတတိမကြီးကလည်းမဟာလတတန်းသာဆိုတာ9ဂရီဆိုတော့အခုနေဆိုဒီ9000လောက်တန်းတာအဲ့လောက်တန်းနဲ့စိတ်ရှုငွေကြောက်တံပရမကြီးစီချရတဲ့မဟာလတတန်းသာကြီးပွက်ပြီးတော့ဥပုပ်သွားဆောင်တော့ဟိုကြောင်းသွားတယ်ပြန်လာတော့အဲ့ဒါကြီးမေ့ကြနေခဲ့တော့ဒီလိုအာနန္ဒာကအဲ့ဒါကြီးကိုလာယူဖို့ပြောတော့မှန်လားပါဗျာပြီးတော့ပျောက်တဲ့ပစ္စည်းကတပြည့်မပိုင်တော့ပါဘူးဗျာအရှင်ဘုရားပဲကြည့်သလိုစီမံပါဗျာဆိုအဲ့ဒါကြီး9ဂရီနဲ့ရောင်းပြီးတော့ဥပ္ပါအောင်ကြောင်းကြီးဆောက်ဟာငါပစ္စည်းပြန်ပေးငါပစ္စည်းပြန်ပေးဟိုလူတိုင်းမဲ့ဒီနိုင်ခါဒီဌာနတိုင်းမဲ့သူ့เจ้าငါเจ้าပြောတာပါသလားဝိသခါသူများအကြောင်းဟိုအကြောင်းဒီအကြောင်းပြောတာပါသလားဖရာအကြောင်းတရားအကြောင်းပြောသလားလူတော့လူပဲနော်လူတော့လူပဲ
ဒါဖြင့်သူတို့ကဖျားစိတ်တရားစိတ်တန်ခါစိတ်နဲ့နေတော့နော်ယတနာသုံးပါးနဲ့သီလနဲ့နေတဲ့တရားတွေနာနေတယ်ညနေခင်းဆိုလို့ရှိရင်တာဝတိပိယပုဂ္ဂိုလ်တွေရုပ်နဲ့စီမိကြိုင်နေနော်ပန်းနေရေချမ်းနေခညက်တကားတွေယူပြီးတော့ကားတဲ့ကိုဇီတဝန်ကျောင်းကြီးတရားနာကြတာခင်ဗျားတို့အဲ့ဒီဟာမယုံလို့ရှိရင်အခုတီဟိုနိုင်ငံကိုသွားလိုက်တီဟိုနိုင်ငံမှာညနေခင်းရောက်ပြီဆိုအိုးကြည်ညိုလိုက်တာအကုန်လုံးဖွေးနေတာပဲအပေါ်အင်းပြူအပေါ်ပြူအောက်ပြူဖြူအဖြူတွေနဲ့တစ်ဖက်ကမီစီမီတစ်ဖက်ကပန်းစီမီခွက်နဲ့ပန်းနဲ့တင်းပြီးတော့ဟာစီရီကြီးသွားပြီးဖူးကြတယ်တစ်မျိုးလုံးကဖိုးဝလို့အဲ့ဒါဦးဇင်းတို့ညာကြီးသွားတယ်ညသွားလဲတညာလုံးဘောဓိပင်အောက်မှာလဲဖျားဝတ်ပြုတ်နေတယ်ဖျားရှိခိုးနေတယ်ဖျားပြည့်ယူနေတယ်မဟာစီရီမှာလဲဖျားဝတ်ပြုတ်နေတယ်ဖျားရှိခိုးနေဒါနဲ့ပဲသူတို့နေတယ်သူတို့နိုင်ငံမှာသွားတာဘောင်းမီတို့ဇကတ်တုံနဲ့ကိုယ့်ယောဂဝတ်တယ်လူတယောက်မှမတွေ့ဖျားအဆုံးမဖျားတက်တော်တရှာပွင့်နေတဲ့အတိုင်းပဲကျွတ်တို့ဒီမှာတော့ဟာတကားတဲ့ကိုရီးယားကားကြီးဖို့ရုပ်ရှင်ကြီးဖို့သူများအကြောင်းကိုအကြောင်းတရားရိုးဘူးကြယူကြတကားတွေကြည့်ရတယ်တွေ့ဘူးဒီမှာအပေါ်နားလေးတွေစုဘယ်နည်းနည်းစုဒီဘယ်နည်းနည်းစုဒီမျိုးကရွှေကျင်မျိုးကတကားတွေဘယ်ရောက်ဘောလုံးပွဲရောက်နေအရက်ဆိုင်ရောက်နော်ကိုရီးယားကားကြီးလက်ဖေးဆိုင်ထိုင်နေအမျိုးသားတွေဘာသာသာသနာစောက်ရှောက်ရေးဆိုတာအခုတည်းကမရှိတော့ဘူးမွတ်စလင်လာဖြစ်တာမဟုတ်ကိုယ့်ဘာကိုဘုန်းကြီးမယူသေးတရားမနာခြင်းမနဲ့ဘောလုံးပွဲကြည့်နေတာဒါဘာသာသာသနာစောက်ရှောက်ရေးခေါ်ရလားဖြက်စီးရေးဒီမှာဓကမတွေကြီးပဲရှက်ဖို့ကောင်းတယ်ကြည်သမ်းမအောင်ဘယ်တရားပွဲဖြစ်ဓကမတွေကြီးပဲကဲကြည်သမ်းမအောင်ဦးသိန်းအခုကျောင်းတော်ကွာအဲ့ဒီကိုသွားတာဇက်ကူပြီးဒီဘက်ကန်းစောင့်နေတာဓကမတွေကြီးပဲဆိုင်ကယ်နဲ့အခုလိုပေါ့ကြိုးတာဓကာတယောက်မှမပါဘူးကျုပ်ပြမျက်နှာကိုကူးလိုက်တာမဲစကြီးကဆိုင်ကယ်စီးတဲ့ဓကမလေးနဲ့နောက်ကအလံကိုင်းတဲ့ကောင်မလေးနဲ့အဲ့ဒါလေးတခါတည်းဆိုင်ကယ်အစီအစိတ်တော့ရှိနောက်ကဟိုင်းလဲလို့ကားမျိုးနဲ့ဓကမမောင်းပြီးတော့ဓကမပဲနောက်ကထိန်ချောင်းသွားတာဓကာတယောက်မှမပါဘယ်ရောက်သွားလဲဆိုတော့ယူရီးယားရောက်ကုန်ပြီကဲကြည်သမ်းမအောင်ဆိုလိုတာကတော့ဘာသာစိတ်သာသနာစိတ်ကမကိန်းတော့ဘူးတဲ့လောဘဒေါသမောဟတွေကိန်းလာတော့ဘာသာသာသနာကွယ်နေပြီအခုပဲတော်တော်ကွယ်လာပြီလေကွယ်နေပြီအေးအဲ့တော့ဖျားပွင့်နေတဲ့အတိုင်းတာဝတိပြည်ကြီးညနေခင်းကြတော့ပန်းကြီးချမ်းစီမီနဲ့တရားသွားနာကြတယ်ခမရတို့ကြွေချင်းမြို့ကြီးပါညဘာလို့လဲကိုရီးယားကားကြီးကြတယ်ကြည့်ကြဦးလားကိုရီးယားကားကဒီမှာဖျားစင်အပေါ်မှာမသိဘူးဖျားစင်ရှိမှတီဗီဖွင့်တော့တီဗီကြည့်တာကိုရီးယားမအောင်ကြည့်တာကိုရီးယားမင်းသားလေးတွေမင်းသမီးလေးတွေမကြည့်ဘူးလားဖျားမြင်လားမင်းတို့ဘာယူကြည့်ဖြစ်တယ်မသိဘူးအောက်ကပဲသိကိုကလောင်းကန်းဆွေးကလည်းမျက်ရည်ကြလို့ရှင်တခါမျက်မှောက်အောက်ကမျက်ရည်တော့သာသနာငုတ်တုတ်ကိုလေကိုကြက်တည်မရှိတဲ့ဟာတွေအထက်ကကိုကအောက်ကကိုကသူ့ရဲ့ယုံနေမနေဘူးလားယုံနေနေတယ်ကိုရင်ကဖျားကိုပုံတော်သေးသေးချာချာကြည့်ဘူးကြရဲ့မသိဘူးဘာပုံမှန်းတော့မသိဘူးအေးအဲ့တော့ဒကာရမတွေဖယားရဲ့ကျေးဇူးတရားရဲ့ကျေးဇူးတန်ခါရဲ့ကျေးဇူးတွေမေ့ပြီးတော့လောဘဒေါသမောဟတွေဖုံးလွှမ်းတော့လောကဓာတ်ကြီးတစ်ခုလုံးကဘာကြီးတစ်ခုလုံးအုံထတောင်းချမ်းနေကြပြီတိုက်ခိုက်နေကြပြီဖြစ်စည်းနေကြပြီရန်နေထောင်တိုက်ခိုက်နေကြပြီတဲ့ပူလောင်နေကြပြီပျက်စီးနေကြပြီဘယ်နိုင်ငံကြီးဘယ်နိုင်ငံမှမငြိမ်းချမ်းဘူးငြိမ်းချမ်းတဲ့နိုင်ငံတစ်နိုင်ငံရှိတယ်အဲ့ဒါဘူတန်လို့ခေါ်တယ်ခိမောတာတောင်ကြီးမှာဘူတန်ဆိုတဲ့နိုင်ငံလေးကအဲ့နိုင်ငံမှာရဲမရှိဘူးစစ်တပ်မရှိဘယင်ကမိဖုရားတစ်ခုပဲရှိရတယ်အကုန်လုံးဖရားရဲ့အဆုံးအမအတိုင်းလူဝိနည်းယဟန်ဝိနည်းနဲ့သူတို့နိုင်ငံဥပဒေကဖရားဝိနည်းပဲဗုဒ္ဓဘာသာနိုင်ငံရဲမရှိဘူးယုံမရှိဘူးထောင်မရှိဘူးစစ်တပ်မရှိဘူးမငြိမ်းချမ်းဘူးလားဘယင်ကလည်းစီးနဲ့မြင်းနဲ့သီလနဲ့သမာဓိနဲ့ဒီလိုနေတာအဲ့တော့ဗုဒ္ဓဘာသာနဲ့နှစ်သာရဖရားကိုယူသည်လေးစားတဲ့နိုင်ငံမငြိမ်းချမ်းဘူးလားအေးဒီမှာတော့ကျောင်းနေတစောင်းနေဖရားတွေနဲ့အောက်မှာပေါ်လို့ရတယ်ဦးဇင်းကတပြည့်ဘာသာဝင်တယောက်ပြီးမြတ်ခင်ဗျားတို့ဗုဒ္ဓဘာသာတွေဘာလို့နေလဲမေးတော့ပြဿနာတက်နေကြဟုတ်ပြီလားလောဘဒေါသမောတွေလွှမ်းခြုံလာပြီဆိုရင်အဲ့ဒီနေရာအဲ့ဒီလူအဲ့ဒီပြဿနာတောကမိတွေတောက်ပြီးတော့ရန်လိုမှုတွေပြိုကွဲမှုတွေဖြစ်ကုန်ရောအေးအဲ့တော့သေတော့အော်ဟီဟစ်ကျင်နဲ့သေကြတယ်သေပြီးတော့လဲအော်ဟစ်နေတဲ့ဘဝတွေရောက်တယ်မသေခင်ကလည်းအော်ဟစ်နေကြတယ်ဟုတ်ပြီလားသေတော့လဲအော်ပြီးသေးတယ်သေလဲသေပြီးတော့သွားပြီခင်ဗျားတို့လွယ်မအောင်မင်းနဲ့ခင်ဗျားတို့ကမမြင်ဘူးကျုပ်တို့ကသိမလို့သိလို့ပြောတာကြက်ညက်နေပိတ်တာတွေကြက်ညက်ပြီးဘလို့ခံစားနေရလဲအကုန်မြင်တယ်ဦးဇင်းတို့ငယ်ငယ်တော့အန်တာဘောလို့ဂျင်းစဘွန်ကားတွေပေါ့အဲ့လိုလာတဲ့ခါရှင်ရုပ်ရှိအောင်မှာလက်မှတ်လူတာကြက်ညက်ပြီးအော်ဟစ်နေအဲ့ဒါဦးဇင်းအဲ့ဒီပိတ်တာတွေကိုကျောင်းသားဘွားတွေကသိတာကျောင်းသားဘွားတွေသမထအောင်လားသမထအောင်တဲ့ခါကျဘယ်နေ့ဘယ်သူလာမယ်ဘယ်ဝယ်စားဝယ်ထားမယ်ဘာတွေပါလာမယ်အကုန်သိတယ်နောက်နေ့အဲ့တော့ပိတ်တာတွေကြက်ညက်ပြီးဘလို့ခံစားနေရလဲအကုန်မြင်တယ်ဦးဇင်းပါကြီးဆိုတာတာဂိတ9ကွယ်ဆိုတာအခုတည်းရှိသေးတယ်ဆရာတော်ဦးဇောတိကဦးဇင်းက10တန်းပြည်မဲ့နေ့ကျတော့မင်းရွာထဲမနေတဲ့အတော်တွေဦးလေးရှိမှမနေတဲ့ငါเจ้าလာနေကွာစာချက်ပြစ်တယ်လေရွာထဲမှာအဲ့နဲ့မင်းဒီအခန်းနေကွာတဲ့ဂရင်တစ်လုံးနဲ့အခန်းရှိညလဲကြောက်ပရိစိတ်တော့ပေါ်တာပဲဟာမွတ်စလင်ကလာကြီးလေဘဲမှာကျိုးတန်းတန်းနဲ့ကောင်းကြီးလဲတယ်နဲ့မုတ်စိတ်မှုတွေနဲ့မနေ့ကျတော့ဘုန်းကြီးတို့အဲ့ဒီဂရင်ကြီးကမူစင်ကလာဇွဲကြိုးချသေးတော့တရေ6လို့အိမ်မှာထား
ဟာရဲ့လို့ကြောင်းလာပို့တဲ့ကလေးမဟုတ်ဘူးလားသူမင်းဘယ်သူကပြောလဲဦးစင်းကမြင်နေခင်ဗျားတို့မြင်သလားမြင်တော့မကြောက်လူဘဝဟိုမှာကြက်ညက်နေတယ်ငရဲပြီမှလည်းကြက်ညက်ပြီးအော်ဟစ်နေတယ်အခုတလိษံနေတဲ့ပယောစိတ်တွေချတယ်ကြက်ညက်မနေဘူးလားသေးသေးဆိုတော့အကောင်လေးရောငြင်ငြင်နေရရဲ့လားရွာစီမှတ်ထားနော်ခင်ဗျားတို့မသေးသေးဘူးနော်ဒါတွေရေးကြီးတယ်ဒါတွေကိုဦးစင်းတို့သင်ပေးခြင်းပြင်ပေးခြင်းလို့လာခဲ့တာအဲ့တော့မသေးမီမှာမိမိတို့ဖရာရဲ့ပေါ်ရဲ့ဂုံတရားရဲ့ဂုံတန်ခါရဲ့ဂုံကိုလေးလေးနက်နက်အရသာတွေမသိတဲ့အခါကျတော့တရားကျင့်ခြင်းနဲ့စိတ်လည်းမရှိဘူးတရားနာခြင်းနဲ့စိတ်လည်းမရှိဘူးဦးဇင်းတို့ငယ်ငယ်တုန်းကလူကြီးတွေကတယောက်ကမင်းရုပ်တည်နံနေအကြောင်းကိုလူနဲ့ညီညာပြောကြလက်ဖေးရည်တောက်လေဆက်လေးတောက်လေဟာ तू ကသူတရားလေးတရားနဲ့ပြောနေပြီးတော့လူကြီးတွေနေကြတယ်အခုတော့တရားနဲ့ပြောနေတဲ့လူတယောက်မရှိတော့အဲ့လိုဖြစ်ကုန်ပြီအဲ့တော့ယောဂီတို့သိထားလိုက်ပါဒီသာသနာတော်ကြီးအခုလိုဖြစ်လာဖို့ခင်ဗျားတို့အပယ်လေးပါလွတ်ဖို့သေတဲ့အခါရဲ့သေပြီးတဲ့အခါဘဝချမ်းသာရမှာဘဝခန္ဓာအိုနာတိဒုက္ခချုပ်တဲ့နိဗ္ဗာန်ရောက်ဖို့အတွက်လွယ်နဲ့မရနိုင်ခဲ့ပါဘူးအဲ့လိုရေးခဲ့တာယတော်ရယာထေရီဘိက္ခုနီမပုပ္ပါယောင်ကျောင်းကနေပြီးတော့ဘိက္ခုနီမ1000မြတ်စွာဘုရားရဲ့မိဖုရား1000ဘိက္ခုနီမဝတ်တော့မိဖုရားဘိက္ခုနီမ1000အဲ့ဒီနေ့ကသူတို့ကတပြိုင်နဲ့ပြိဋိဘံပြုကြမှာတပြိုင်နဲ့သေကြမှာအဲ့အတွက်ပြိဋိဘံပြုဖို့အတွက်ပုပ္ပါယောင်ကျောင်းကနေပြီးတော့တန်းစီပြီးတော့ယတော်ရယာဘိက္ခုနီမဥဆောင်ပြီးတော့ဒီဇေတဝန်ကျောင်းကိုရောက်ဒီကြတော့မြတ်စွာဘုရားလျှောက်တယ်မှန်လားပါဗျာဘုရားတပည့်တော်တို့ယနေ့ပြိဋိဘံပြုရပါတော့မယ်ဗျာပြိဋိဘံမပြုမီဘုရားတပည့်တော်လျှောက်ချင်တာလေးလျှောက်ပြရစီမြတ်စွာဘုရားကလျှောက်ပါတဲ့အခုလိုအရှင်ဘုရားတမယုဒဉာဏ်ရပြီးတော့တတ္တဝါတွေအိုနာတိဒုက္ခနဲ့သူနိုင်ကိုနိုင်သူသေးကိုသေးတတ်ကြဖြတ်ကြအပယ်လေးပုံမှာဆုံးကြီးဆန်းကြီးနဲ့ဆင်းရဲနေကြတဲ့တတ္တဝါတွေကိုကဲတင်ခြင်းနဲ့ဆိုပြီးတော့ကဲနေဖို့တပယုဒဉာဏ်ရဖို့တဲ့အရှင်ဘုရားကိုတပြီးတော့ပါရမီဖြည့်ခဲ့ပုံလေးအချင်းချုပ်လျှောက်ပြရစီဒီလိုသာသနာကြီးဖြစ်လာဖို့တန်ဃာတော်တွေဖြစ်လာဖို့ခင်ဗျားတို့ဒါနသီလအခုဘုန်းကြီးတွေဖြစ်လာတယ်ဆိုတော့ခင်ဗျားတို့တဏှာကိုယူတယ်ဆိုတာသာသနာမရှိရင်ရပါမလားဒီသာသနာဘာကြောင့်ဖြစ်တာလဲမြတ်စွာဘုရားလက်ခုပ်ဝတစ်ဖက်တည်းတီးလို့ရရဲ့လားနှစ်ဖက်တီးရတာတဲ့ယတော်တရားပါရမီဖြည့်တဲ့ဘက်ကလည်းတစ်ဖက်ပါတယ်မြတ်စွာဘုရားကပါရမီအားထုတ်တာလည်းပါတယ်အဲ့ဒီနှစ်ခုကြောင့်ဖြစ်တာတဲ့အရှင်ဘုရားတပ္ပယုဒဉာဏ်အထောက်ပံ့ရဖို့အတွက်တပည့်တော်ပါရမီဖြည့်ခဲ့ပုံလေးလျှောက်ပြရသေးတယ်တခုသောဘဝမှာအရှင်ဘုရားနဲ့တပည့်တော်နဲ့လင်မယားရဲ့လို့ကျင်းနာနာပေါင်းသင်းနေရင်းကနေပြီးတော့အယက်သမားလူရန်ကားတွေကလာပြီးတော့မောင်ရင်မင်းမိမကဖြူဖြူနုနုချောချောလေးကွာမင်းကတော့သားမယားအဖြစ်နဲ့ပေါင်းခဲ့တာငါတို့ကမင်းအဲ့ဒီအသားကိုခုတ်ပိုင်းပြီးတော့အရက်နဲ့မြည်စားခြင်းတာအဲ့လိုလာတောင်းတယ်တဲ့လာလူခံတယ်တဲ့အဲ့လိုလာလူခံတဲ့အခါမှာအရှင်ဘုရားကလာလူခံတဲ့အယက်သမားလူရန်ကားတွေလက်ထဲကိုတပြီးတော့ကိုအနှင်းလိုက်တယ်တဲ့အနှင်းပြီးတဲ့အခါကျတော့ရေကရားနဲ့ဆူတောင်းတယ်ဤကဲ့သို့ခြေစနီးကိုတတ်စားမဲ့ပုံကိုယ်တွေအဲကိုတတ်စားဖို့အတွက်လှူဒန်းလိုက်ရတဲ့ကောင်းမှုကြောင့်မျက်စိလည်းလမ်းမာပြီးတော့တန်ត្រာမှာအိုနာတိဒုက္ခနဲ့လည်နေတဲ့တတ္တဝါတွေကိုချွတ်နိုင်တဲ့တပ္ပယုဒဉာဏ်ရဖို့အထောက်ပံ့ဖြစ်ပါစေဆိုပြီးတော့အဲ့လိုလှူလိုက်တယ်ကဲကိုယ့်ရဲ့ချစ်လာစွာသောဇနီးကိုတတ်မဲ့ဖြတ်မဲ့အရက်နဲ့မြည်စားမဲ့လက်ထဲကိုလှူလိုက်တာခင်ဗျားတို့ကလှူနိုင်ကြရဲ့လားမယားတိဓာကြီးဗျာအမလေးပေါ်တော်အောင်မလို့လားရွှေကျင်သားပါအောင်လှူရဲ့လားစဉ်းစားတော့ဒီသာသနာဘယ်လိုရင်းခဲ့ရတာလဲဆိုတာကိုခင်ဗျားတို့သိဖို့ခင်ဗျားတို့ကဘာမှမသိတဲ့ဒီသာသနာရဲ့အရင်ထုတ်ပုံလေးပြဒီသာသနာတည်ဖို့အတွက်ဒါနပါရမီမြောက်ဖို့အတွက်ဒီသာသနာကြီးဖြစ်ဖို့အတွက်ဒါနပါရမီမြောက်မယ်ဒါနပါရမီမြောက်ဖို့အတွက်အဲ့ဒီသူ့ရဲ့ခြေစနီးကိုသတ်စားမဲ့လက်ထဲအရှင်လက်သတ်မဲ့လက်ထဲကိုထည့်လူလိုက်တယ်သူရတော်ရာလောင်းကိုသေစေခြင်းတို့လားနောက်မိမလိုခြင်းတို့လားဘာပြစ်ခြင်းတို့လဲတတ္တဝါတွေကဲတင်ခြင်းလို့သူတက္ကမကိုအရင်နီးလုပ်လိုက်တာခင်ဗျားတို့သာသနာကြီးကိန်းဖို့သာသနာကြီးတည်ဖို့အတွက်ခင်ဗျားတို့ကောင်းမှုစိုက်ပျိုးဖို့အတွက်ခင်ဗျားတို့အပယ်လေးပါးနဲ့အိုနာတိဒုက္ခလွတ်ဖို့အတွက်သူတို့အဲ့လိုယဉ်သွားတယ်ခင်ဗျားတို့အဲ့လိုယဉ်နိုင်လို့လားကိုယ့်ရဲ့ယောက်ျားကိုယ့်ရဲ့တက္ကမကိုယ့်ရဲ့သားသမီးကျမ်းမာရင်မကောင်းလို့သိမ်းပေါင်းများစွာတန်ကုန်ရတော့မယ်လက်တစ်ချောင်းဖြတ်ရင်မှသိန်း100ဆိုသိန်း100ရမယ်ဆိုပြီးလက်ဖြတ်ပြီးကုတဲ့လူရှိလားစဉ်းစားနော်ကိုယ့်ယောက်ျားကိုယ့်ဇနီးကိုယ့်သားသမီးလက်ဖြတ်ပြီးကုမဲ့ပုဂ္ဂိုလ်မရှိဘူးဗျခိုမာကတော့အသက်ပြီးတော့ဖြည့်သွားပြီးခမည်းတော်ကျုပ်တို့အတွက်မြတ်စွာဘုရားကတုံဆုံးနဲ့လူလာစွန့်လွတ်ပြီးလူလိုက်တာအဲ့ဒီချိန်မှာရတော်ရယာကဘုရားတပည့်တော်မှာနားလည်ပါတယ်ဘုရားအရှင်ဘုရားကတပည့်တော်ကိုမုန်းပြီးတော့သတ်မဲ့လက်တဲ့ထဲခြင်းလည်းမဟုတ်ပါဘူးတပည့်တော်ကိုချစ်တာလည်းသိပါတယ်နောက်အိမ်တော်အသက်ပြည့်ဖို့လည်းမဟုတ်ပါဘူးတဲ့တပည့်တော်ကိုလည်းသနာတယ်သတ်မဲ့ပုဂ္ဂိုလ်လည်းသနာတယ်ကြံတဲ့တတ္တဝါတွေလည်းသနာလို့ကေတင်ခြင်းဖို့အတွက်အထောက်ပံ့အတွက်ဆိုတာတပည့်တော်နားလည်ပါတယ်ဘုရားသတ်မဲ့ပုဂ္ဂိုလ်ကလည်းသစ္စာလေးပါးတရားသိရင်တတ်ပါမလား
သူ့ကိုလည်းတနာတယ်သူ့အတွက်လည်းလွတ်ဖို့ရသော်ရလည်းအရဟတမေရဖို့ကျန်တဲ့တတ္တဝါတွေလည်းကယ်ဖို့အတွက်ဒီလိုရင်းနှီးလိုက်တယ်လို့ဆိုတာတပည့်တော်နားလည်ပါတယ်ဗျာခင်ဗျားတို့ကျတို့အတွက်သူတို့ရင်းနေတာပြောတာတပည့်တော်အမကလည်းတဲ့ရှင်ပြားကိုနားလဲသလိုတပည့်တော်ကလည်းသတ်တဲ့ပုဂ္ဂိုလ်တွေကိုကိုချင်းစာတရားမရှိဘူးရက်ဆက်တယ်နော်ညှင်းစေတယ်ကိုမရကိုချက်စားပါလားလို့မပြောပါဘူးတဲ့သူတို့ကိုတပည့်တော်ကကျေးဇူးတင်ပါတယ်တဲ့သူတို့တပည့်တော်ကိုသတ်ဖို့လားလူခန္ဓာကိုတပည့်တော်ဝမ်းမြောက်နေတာဗျာတဲ့ကြည်စမ်းခင်ဗျားတို့ပြည့်စိတ်အကြိုက်ခံနိုင်ရဲ့လားပြည့်စိတ်အကြိုက်တောင်မခံနိုင်ဘူးရှင်ကြိုက်ကောခံနိုင်ရဲ့လားမခံနိုင်ဘူးကိုမာကသတ်မာကြီးကိုသတ်မဲ့ပုဂ္ဂိုလ်သူကကျေးဇူးတင်နေတာတဲ့ဘာဖြစ်လို့ကျေးဇူးတင်တာလဲသူတို့အခုလို့လာသတ်မှာသူတို့ကပါရမီဖြည့်လို့ရမယ်အခွင့်အရေးရမှာတဲ့ကဲစဉ်းစားကြည့်သမ်းမအောင်ခမည်းတော်ကျုပ်တို့အတွက်အကျိုးရှိဖို့အတွက်အထောက်ပံ့သူကလာသတ်တော့မှသိခံတယ်ဆိုတဲ့ခန္တီပါရမီမဖြစ်ရဘူးလားမြတ်စွာဘုရားလောက်ကလည်းဒါနပါရမီမမြောက်ဘူးလားသူတို့အတွက်လားခမည်းတော်ကျုပ်တို့အတွက်လားသူတို့ပါရမီဖြည့်တာဘယ်လိုအတွက်လဲသူတို့ပါရမီဖြည့်တဲ့အခါကဘုရားပွင့်တဲ့အခါမှာကြုံတဲ့လူသားတွေအတွက်အကျိုးရှိပါစေဘု து အတွက်ဟိုလူအတွက်မျှော်မှန်းတာပါသလားငါတပည့်ပဲငါသားပဲငါရောက်ဖပဲငါယာတုပေးမယ်ဟိုဟာပေးမယ်ဒီပစ္စည်းပေးမယ်ဆိုမျက်နှာလိုက်တာပါလားသူတို့ပါရမီဖြည့်ဖို့ဒီရွှေကျင်ရပုဂ္ဂိုလ်တွေတိုက်တွန်းထားတာပါသလားသင်္သာတော့ကျေးဇူးမဲ့မနေကြပါနဲ့ကျေးဇူးမဲ့ပြီးနေတယ်ဆိုတာကျေးဇူးကမ်းသွားရင်ကိုခံရလိုက်မယ်ဒီသာသနာလွယ်လွယ်နဲ့မဖြစ်ခဲ့ပါလားဆိုတာမှတ်ထားလိုက်ပါဖះတပည့်တော်အခုလို့သူများတတ်စားမယ်ဆိုပြီးတော့တတ်စားမဲ့လက်ထဲလိုက်သွားတာဘဝဂတိ1000မကဘူးတဲ့တစ်ကြိမ်နဲ့လားအကြိမ်ပေါင်းများလားခင်ဗျားတို့ချိန်ကြိုက်တာတော့မခံဘူးရှင်ကိုကမမိရမှာတချို့လက်စစ်တက်နဲ့ဖန်ပြမြောင်းနေအောင်ချက်တတ်သည်စဉ်းစားတော့ကိုတော့ပါလေးတော့အထိမခံနိုင်ဘူးအဲ့တော့သူတို့တွေရဲ့ကျေးဇူးတွေကိုနားမလဲတဲ့အခါကျတော့ဒီလိုပဲနေကြတာဖះဘာမှမသိတရားဘာမှမသိတန်ဃာတွေရဲ့ကျေးဇူးတွေလည်းမသိကိုယ့်ရဲ့ဘဝတန်ត្រာနောင်ကြီးလည်းဘာမှလည်းမသိဒီလိုပဲနေကြတာသူပြောကိုပြောသူ့အကြောင်းငါအကြောင်းပြောရင်စီးပွားရှာရင်လည်းဒီလိုပဲဩသေးသွားကြတာသေလို့ပြီးသလားကိုယ်ကြောက်တဲ့မှာဆက်အောင်ဟုတ်ပြီနော်အဲ့တော့ခမရတို့ဒီတိုင်းနေလို့ဖြစ်ပါမလားဘာလို့ရမလဲခုနလိုဖရာတရားတန်ခါရတော်သုံးပါးရဲ့ဂုဏ်ကြီးစုတွေအဲ့လိုကြည့်ရမယ်သီလကိုစောင့်ထိန်ပြီးတော့နောက်ဆုံးတော့ဘာဝနာဆိုတဲ့တရားမပွားရဘူးလားမိစ္ဆာဘာဝနာမပွားကြနဲ့ဟိုကောင်မဘလို့ကိုပါတရားဘလို့သွားမလုံးနဲ့အဲ့ဒါမိစ္ဆာဘာဝနာဟုတ်ပြီလားသူ့ဘာသူလောက်တာကိုကတော့ပါကိုသိရင်ဘယ်ပါတီးရမှလာပြီးတော့မခေါ်ဘူးထဲတာတော့ထဲလေပေါ့ကြိုက်တဲ့ပါတီခမြောက်မှထဲပေါ့ဟုတ်ပြီလားဒါနဲ့ကျဉ်တ်လို့ပြီးပါမလားဘာလို့ရမှာလဲမိမိမသိခင်နေလို့ရတဲ့အချိန်လေးမှာဒါနတတ်တလောက်ပြုသီလကတော့ဒါနံဒါရတုတ္တရဒါနကိုတော့သရာတရားနဲ့လှူတဲ့နေတာများတာမပါဘူးသီလံရခန္တုတပ္ပရာသီလကြတော့ထမိန်ပစိုးကဲ့သို့အမြဲတမ်းဝတ်ထားတဲ့ဘာဝနာကြတော့သေသေးကြည်ကြည်ကျင့်တဲ့အဲ့လိုမှားထားတယ်အခုတော့ဒါနကလည်းကျိုးတယ်သီလကလည်းမရှိဘာဝနာနတ္တိနဲ့နေကြပြီဒီတိုင်းသိတော့အပယ်လေးပါးကတော့သေချာပေါက်ပြီဘလောက်ပဲတဏခါလိမ့်ပြီးစိန်ပြည့်နဲ့စိန်နကနဲ့ဗမာမသာသိရင်သွားပြီပုတ်ပြီခုနဦးစိဒီမှာပရိကျတာပြလိုက်တာအဲ့ဒီမှာပုတ်တဲ့မသာတွေ့လားမတွေ့အဲ့ဒါလျှက်တစ်ပြက်ကားတိုက်ပြီးတော့ပြန်တော်မူတဲ့ဘုန်းကြီးမပုတ်ဘူးအသေးမတတ်ခင်ကျူတင်ပြင်ထားတာခမရတို့တိုင်းနေသိပုတ်မှာပုတ်ပြီးတော့သိနေတဲ့ပုတ်ကပုတ်တဲ့ဘဝရောက်သွားရောတပိတ်တော့နောက်မှပုတ်ပွားနန်းနေပြီဦးစိရှိရယောဂီတွေကဗဏရက်ထားတာရေခဲတိုက်တဲ့ထားတာနေဘူးလန်းတာဘယ်တော့မပုတ်ဗဏရက်ထားတာမပုတ်ရေခဲပုံးနဲ့ထဲတာရေတာခဲနေမဲ့ तू မတောက်ဘူးရေခဲခဲနေ तू ပြော့ပါအသေးမတတ်ခင်ပြင်ထားတာအဲ့တော့ခမရတို့အသေးမတတ်ခင်ပြင်ဖို့အတွက်နံပါတ်1ဘာပြင်ရမလဲတဲ့ရဏ3ပါးနဲ့5ပါးသီလအသက်နဲ့လဲပြီးစောင့်ထိန်ပါဟုတ်ပြီလားဒါနကိုဇွန်တယောက်မှအစလှူပါလှူတယ်ဆိုတာကိုယ့်အတွက်ပါဘာဝနာပွားတဲ့တရားထုတ်တယ်ဆိုတာဘုရုအတွက်လဲနတ်ပြည်ဗမာပြည်မှာရမလားဘယ်ပြည်မှာရတာလဲလူဖြစ်တုံးလေးရသလောက်သိမ့်ကြုံယူကြလို့တိုက်တွန်းတာသဘောပေါက်ပြီလားအဲ့လို့ဆိုရင်ကာယ ानु ပဒနာဘာဝနာတစ်ခုလောက်ပွားကြအောင်ဘယ်လိုပွားမလဲအိမ်မှာနေရင်နဲ့ရိုင်းလေးထိုင်ရင်းနှီးပြီးငွေရှာနေရရှာစရာမလိုအားတဲ့အချိန်လေးပေါက်ကြရတွေရှောက်ပြီးတော့တွေးပြီးနေရတဲ့အချိန်ဘာဝနာပွားအခုယောဂီတွေတိုင်းထိုင်နေတဲ့အခါမှာမိမိတို့ခန္ဓာအင်ကနာသီးဘဝနဲ့လေကတွန်းဝင်လေတွန်းထွက်လေမထွက်မနေဘူးလားထွက်နေတွန်းဝင်လာတဲ့လေကကိုကတွန်းခိုင်းတယ်လားသူ့ဘာသူတွန်းလာလားပြန်ကန်ထွက်သွားတာကိုမထားရင်လို့ထွက်တယ်လားသူ့သဘောသူဆောင်သွားတယ်ခက်သလားတရားကအဲ့လို့ဆိုရင်ကိုကမရှူဘူးနော်မရှူမရှိုက်ဘူးသူ့ဘာသူဖြစ်တဲ့တွန်းပြီးတော့ဝင်လာလိုက်ပြန်ပြီးကန်ထွက်သွားလိုက်နဲ့ကိုမလုံဖဲနဲ့သူ့ဘာသူလုံနေတော့သူ့ဘာသူလုံနေတဲ့ထိုသဘောဆောင်တဲ့ခန္ဓာကိုယ်ကြီးကိုငါခန္ဓာလို့ဆွဲရင်မှန်ပါမလားမမှန်တာကိုမမှန်ဘူးလို့သိတာအမှန်ဟုတ်ပြီနော်ယောဂီတို့အခုတရားနာနေရင်သေမာကြောက်လို့ရှူရှိုက်ရဘုန်းကြီးတရားလဲနာရလို့ရှိသလားတ
ဒါအခုတရားနာတော့ကိုရှူရလဲသူ့ဘာသူရှူလားအတ္တသဘောလားအနတ္တသဘောလားညအိတ်တော့လဲအိတ်ပျော်အောင်လဲအိတ်ရသေမာကြောက်လို့လဲရှူအောင်ဆိုပြီးတော့ကိုယ့်ဘာကိုရှူတာရှိလားဒါအတ္တသဘောငါသဘောနဲ့ရှူတာလားအနတ္တသဘောနဲ့ရှူနေလားဒါအတ္တသဘောမဟုတ်တော့ဘူးဆိုတာငါခန္ဓာကိုယ်မဟုတ်ဘူးငါမဟုတ်ဘူးဆိုတာရှင်းမသွားဘူးလားရေချိုးတဲ့အချိန်အောင်ရေရလဲချိုးရသေမာကြောက်လို့ရှူရဆိုတာရှိသလားထမင်းစားတဲ့အချိန်ထမင်းလဲစားရသေမာကြောက်လို့ရှူတာရောရှိသလားဒါဖြင့်ဒီရှူရှိုက်နေတဲ့သဘောကငါသဘောလားဓမ္မသဘောလားအတ္တသဘောလားအနတ္တသဘောလားအဲ့ဒါလေးကိုထိုင်ကြည့်တာဘာခက်လို့ခက်သလားအေးခမရတို့မသေးခင်ကြုံပြီးတော့ယူသွားနော်ရသမျှအချင်းကိုစူဆောင်းသွားနော်နောက်မှနဲသွားတယ်မလုံးနဲ့အကုန်လုံးကမသာသိရင်ဘာမှမကြံအကုန်ထားခဲ့မှာနိုဘယ်ငင်းငန်းစုကြီးတဲ့သေတော့ပါသွားလားကုမ္ပဏီတိတက်ကြီးတွေစိန်ပြေကြီးတွေရတနာတိုက်ကြီးရောသေတော့ပါသွားလားမပါဘူးပါသွားတာအဲ့မှာလောဘဒေါသမောဟကြောင့်မကောင်းတဲ့ဘဝတွေပြုမဲ့ကံဝိပါကဝတ္တိတော့ပါမသွားဘူးလားရှာတဲ့ပစ္စည်းတွေကဒီဘက်မှာထားခဲ့ပြီးမသားဟိုကသွားခံနေရတယ်အဲ့ဒါဒီမတတ်နဲ့တပါနဲ့ဩငါတော့လူဘဝလူပြစ်ခဲ့တယ်သာသနာနဲ့ကြုံနိုင်ခဲ့တယ်ခိရင်တဲ့ဘဝမှာသရာဆိုတဲ့ခုနလိုဘုရားတရားတန်ခါရဏသုံးပါယုံကြည်နိုင်ခဲ့တယ်အဲ့မှာဒုံလဘာသရာတံပတ္တိတတ္တမတောင်နာအဓိဒုံလဘာအခုလိုသူတော်ကောင်းတွေဆုံးမတဲ့စကားအလွန်အလွန်မှရနိုင်ခဲ့တယ်အဲ့တော့ပပိစိတဘောဒုံလဘောယဟန်တိလရှိမိုးရှင်ခဏနေပါအောင်ကျန်တဲ့၄မျိုးတော့ခင်ဗျားတို့ရမနေဘူးလားရတာလေရတယ်မှလည်းမသိဘာမှမသိပဲမနေနဲ့နော်အခုဦးဇင်းတို့တိုက်တွန်းပြီတဲ့ဒါနကိုလည်းနိုင်တယ်လို့ပြုသီလကိုစောင့်ထိန်ဘာဝနာကိုအားသလိုပွားပါဆိုတော့တရားဆိုတာလိုက်ရှာဖို့လိုသေးလားရှိမနေဘူးလားရှိပြီးသားကြီးတရားရှာဆိုတော့တခါတည်းဝင်ငရှင်းလိုက်ဖမ်းတယ်လို့လိုက်ထိုးနေလို့မရဘူးသူ့ဘာသူရှိပြီးသားကြီးဘောလောကြီးကိုပေါ်လို့ဦးဇင်းအခုဒီကိုကြွလာတဲ့အခါကျတော့မြို့အဝင်ဝက်ကားလမ်းမကြီးမှာလမ်းဘေးတစ်ဖက်တစ်ချက်မှာကိုင်းတော်တွေတွေ့အဲ့ကိုင်းတော်တွေကကိုင်းပင်တွေဦးဇင်းကခုတ်ချင်နေဆိုတော့ပိုင်ရှင်ရှိလို့ရှိရင်ဦးဇင်းကိုတရားဆွဲမှာကြောက်လို့ဆိုပြီးပိုင်ရှင်ကိုလိုက်မေးတယ်အဲ့ဒီရွှေချင်းမျိုးကြီးထဲမှာပိုင်ရှင်ရှိရင်အကြောင်းကြားပါဆိုတမျိုးလုံးလိုက်ပြီးကြီးညာမောင်းခတ်တော့ပိုင်ရှင်ရှိပါတယ်လို့ထွက်ပြောတဲ့ပုဂ္ဂိုလ်ရှိလားအဲ့တော့အဲ့ဒီကိုင်းပင်ကပိုင်ရှင်ရှိသလားစိုက်ပြိုးတဲ့ပုဂ္ဂိုလ်ရှိသလားစိုက်ပြိုးသူမရှိဘဲနဲ့ပေါက်နေတဲ့ပုဂ္ဂိုလ်ကိုနဲ့မဆိုင်တာကိုဒါဒီမီကလည်းကိုမပိုင်ဘူးအဲ့ဒီပေါက်တဲ့ကိုင်းမီကလည်းကိုမဆိုင်တာတော့အဲ့ဒီမီမာနဲ့အဲ့ဒီပေါက်တဲ့ပေါက်ပင်ကိုငါပိုင်မဲ့ငါပစ္စည်းပဲလို့သွားပြောလို့ရပါမလားဘာလို့ဆိုကိုလည်းမဆိုင်ဘူးကိုလည်းမပိုင်ဟုတ်ပြီနော်အဲ့ဒီလိုပဲဦးဇင်းကမေးလိုက်မယ်တဲ့ခင်ဗျားတို့တရားနာတဲ့ပြည်သက်ကြီးခေါင်းမှာသပင်မရှိဘူးလားပြောအဲ့ဒီခေါင်းမှာပေါက်တဲ့သပင်ဘယ်သူစိုက်ထားတာလဲခင်ဗျားကြောက်ကြုံတုံးမလို့ဘယ်သူစိုက်ထားလဲဘယ်သူမှမဆိုင်ဘယ်သူပိုင်လဲပိုင်ရှင်မဲ့တွေဖြစ်မနေဘူးလားပိုင်ရှင်မဲ့တွေခေါင်းမှာပေါက်တဲ့သပင်ကခုနလမ်းဘေးပေါက်တဲ့ကိုင်းပင်နဲ့မတူဘူးလားကိုယ့်ဘောက်ကိုစိုက်တာလားသူ့ဘောက်သူပေါက်တာလားသူ့ဟာသူဆိုတော့ငါရှိသေးလားအဲ့ဒါသပင်ဒီအတ္တသဘောလားအနတ္တသဘောလားအတရားပဲပေါ့တွေ့မသွားဘူးလားမျက်လုံးကြီးမိတ်ပြီးလိုက်ရှာဖို့လိုသေးလားဖွင့်ရှာလဲရပါတယ်ခင်ဗျားတို့ဓမ္မတွေဆိုသပင်တွေရှိရရှေ့ကိုသပင်လေးရှေ့ချပြီးကြည့်လိုက်တွေ့တဲ့သပင်ကတရားလားမတရားဘူးလားတရားတယ်လေသပင်အမြင်လေးတွေကိုလုတ်ထားသလားနန်းဆွဲပြီးကိုယ့်အောင်စိုက်ထားသလားမင်းအောင်ကိုဆေးဆိုးထားတာလားရှီအောင်ကိုဖန်နီးတာလားငွေရသပင်တွေရှိသေးလားကိုဆွဲနှုတ်တာလားသူ့ဘာသူကြွတ်သွားလို့ဒါဒီသပင်ကသူ့ဘာသူလည်းဖြစ်တယ်သူ့ဘာသူလည်းပြုတ်ပြီးနေသူ့ဘာသူလည်းပြက်တတ်တယ်ဆိုတော့ငါပါသလားသံပင်အတ္တသဘောလားအနတ္တသဘောလားပိုင်ရှင်ရှိလားအဲ့လိုဆိုငါသပင်လို့ဆွဲရင်မှန်မလားဩမမှန်တာမမှန်တာသိသွားတာအမှန်တရားတဲ့သဘောကိုတွေ့ပြီးတရားတွေ့ပြီးဘာတွေ့သွားပြီလဲခက်သလားတရားရိတ်တာမလားတရားခန္ဓာမလားတရားဒါရိတ်တာဘာသွားလောက်တာလဲနားဤတာလို့စရာတော့နားဤတယ်အိမ်မှာမြီးတွေနဲ့ဝဆူးလို့အမေဟိုကလောက်ပေါအောင်ဒါဆောင်ပေါအောင်ဟိုကလေးသိပြီးပေါအောင်လေအဲ့ဒါဟန်ဆူးတယ်ရိတ်တာကြောင့်နားကိုအေးမျက်လုံးကြီးမိတ်ပြီးပါလောက်နေဘာပြောလို့လိုက်ရှာတရားဆိုတာမျက်လုံးမိတ်ရှာရသလားအဲ့ဆိုဒါပြီးဓမ္မဝင်မှာမျက်လုံးကြီးမိတ်ပြီးပါလောက်နေတို့လို့ဘာလို့နေမှမသိအေးအဲ့တော့အခုသံမင်ကိုကြည့်တော့သံမင်သည်ကိုစိုက်တာမဟုတ်ကိုဖန်တီးတာမဟုတ်ပြုပြင်တတ်တဲ့သဘောတရားသူ့ဘောသူလည်းရှည်တတ်တယ်သူ့ဘောသူလည်းကျွတ်သွားတော့မြဲသလားမမြဲဘူးလားသံမင်သည်အနတ္တသံမင်သည်အနိစ္စဆိုတဲ့သဘောပေါ်မလာဘူးလားအဲ့ဒီသံမင်ရှိတော့ပြုပြင်ရတဲ့ဒုက္ခမရှိဘူးလားဩသံမင်သည်အနိစ္စသံမင်ရဲ့သဘောသည်ဒုက္ခသံမင်သည်မမြဲတဲ့အတွက်ကြောင့်အနိစ္စဆိုတဲ့သံမင်ပေါ်မှာအနိစ္စဒုက္ခအနတ္တအဲ့မှာအနတ္တဆိုတဲ့သဘောကရှင်းပြီးတော့ဉာဏ်မှာမြင်အောင်ပြုအောင်ငါစိုက်ထားတာမဟုတ်ငါခန္ဓာကိုလူဖြစ်ဖို့ခေါင်းသပင်ပါမှလူရဝင်မယ်ဆိုပြီးလူနဲ့တူမယ်ဆိုပြီးလူနဲ့တူအောင်ကိုယ့်ဟာကိုယ်သပင်စိုက်ထားတာကိုလှုပ်ထားတာပါသလားခင်ဗျားတို့အမေဝင်းနဲ့ထွက်လာတော့အမေဝင်းနဲ့ရောထွက်လာတော့သပင်ပါမလားဟုတ်လားအမေဖေးစိုက်ပေးလိုက်သလားငါဘာငါရောစိုက်သလား
စိုက်သူမရှိပိုင်သူမရှိရှိသလားဩအဲ့လိုသာမင်းသည်အနတ္တအနိစ္စဒုက္ခလက္ခဏာကိုပွားတာဘာခက်တယ်လဲအဲ့ဒါကိုအလကားနေရင်ပွားသိပြီးရောနဲ့မရဘူးမြေအောင်ဘာဝနာဆိုတာပွားရမယ်ဟုတ်ပြီလားအဲ့တော့သာမင်းရဲ့အနတ္တအနိစ္စဒုက္ခဆိုတဲ့ထိုသုံးချက်ကိုအမြဲတမ်းထက်ကတဒုံသွေးသလိုထက်ကသွေးနေမယ်ဆိုရင်အဲ့ဒါပွားနေတယ်လို့ခေါ်တယ်အနိစ္စကိုပွားခြင်းအပြင်နိစ္စဆိုတဲ့အယူမားကိုပယ်တယ်ဒုက္ခဆိုတဲ့သဘောကိုရှုခြင်းအပြင်ဒုက္ခကိုပယ်တယ်အနတ္တလို့မြင်တဲ့အပြင်အတ္တကိုပယ်တယ်ဆိုတော့ကိလေသာကိုမပယ်ဘူးလားကိလေသာပယ်တာဘာပယ်တာလဲမဲ့ညာကပယ်တာဘာပယ်တာလဲအဲ့ဒီလက္ခဏာ၃ချက်နေတာကိုကရကမဂ္ဂင်၅ပါးမဂ္ဂင်၈ပါးပြည့်မသွားဘူးလားသာမင်မောစိတ်ကလေးတည်တာကတမာတတိသာမင်ကနေစိတ်ကလေးရွေ့မသွားအောင်အားစိတ်တာကတီးလေးကိုအားစိတ်တာတမာဝေမစိတ်ကအဲ့တော့သပင်မောတည်သွားတာတမာတမာတိတမာဒိဋ္ဌိကသပင်ရဲ့သဘောကိုမြင်တယ်တမာသင်္ကပ္ပကသပင်သည်ငါလောက်တာမဟုတ်ပြုပြင်းရှိလာတဲ့ငါဖန်တီးတာမဟုတ်ပြက်သွားတဲ့သဘောလဲငါဖြစ်တာမဟုတ်ဘူးလို့ဆင်ញင်တာကတမာသင်္ကပ္ပကရကမဂ္ဂင်၅ပါးရမသွားဘူးလားအဲ့တော့ကရကမဂ္ဂင်၅ပါးနဲ့တည်နေတဲ့ကောင်းတဲ့စိတ်ကလေးမွေးမြူနေတာတမာစီဝါအဲ့ဒီကရကမဂ္ဂင်၅ပါးရအောင်အလုတ်လုတ်နေတာတမာကမ္မန္တာအော်အရင်တော့50ပင်လို့အောင်မိတယ်အခုတော့50ပင်မဟုတ်ပါလားလို့စိတ်ကလေးနဲ့စကားမပြောဘူးလားတမာဝါစာဆိုတော့မဂ္ဂင်ဘယ်နှပါးရလဲ10ပါးဘယ်နှပါးရလဲအဲ့တော့မဂ္ဂင်10ပါးနဲ့တည်နေတဲ့ပုဂ္ဂိုလ်ဘာခေါ်လဲသောတာပန်ပုဂ္ဂိုလ်ဘာပုဂ္ဂိုလ်ခေါ်လဲဓမ္မနဲ့တည်ပြီးတော့အရိယာမတ်ကိုကူးမဲ့ပုဂ္ဂိုလ်မဟုတ်လို့ထိုပုဂ္ဂိုလ်ကိုဓမ္မာနုတာရီသောတာပန်ပုဂ္ဂိုလ်လို့ခေါ်သည်ဝိသကာအနာတပိန်တို့ကြောင့်ဖရာတရားတန်ခါယနာသုံးပါးကြည်ညိုတဲ့စိတ်နဲ့နေတဲ့အတွက်ကြောင့်သရာနုတာရီသောတာပန်ပုဂ္ဂိုလ်လို့ခေါ်သည်သဘောပေါက်ပြီလားအဲ့ဒီလိုများသံပင်ကိုအနိစ္စဒုက္ခအနတ္တဝါရောတွန်းကန်တဲ့သဘောရဲ့အနိစ္စဒုက္ခအနတ္တတစ်ခုခုလောက်များဘာဝနာကြည်ဖန်များစွာပွားမယ်ဆိုရင်တရားဓမ္မတွေနိဗ္ဗာန်ကိုသွားနေတယ်လို့ခေါ်တယ်အပေလေးပါးနဲ့လောကတန္တရာကယုံထွက်နေတယ်လို့ခေါ်တယ်ဟုတ်ပြီလားအဲ့ဒီအလုတ်ကိုရဖို့လူခန္ဓာသာသနာနဲ့တည်တဲ့ထေရဝါဒနိုင်ငံမှာမရဘူးလားကဘာကြီးမှာနေရာတကယ်တည်းရရဲ့လားမရဘူးကျုပ်တို့ဒီမှာတန်ခါအပြင်အဝိုင်းဝိယုံနေလူသားဖြစ်သွားဒီပြည်နိုင်ငံလဲကြောက်ဝိယုံနေလူသားတွေပြုတ်ကတန်ခါလို့မသိတော့ဘူးဩအဲ့တော့မှမြန်မာနိုင်ငံရဲ့တန်ဖိုးနိုင်ငံကြတော့သူလဲဒီလိုဘုံမတွေနဲ့ဗိုလ်လေးတွေနဲ့သူတို့ကိုတို့ရတယ်ဘယ်သူမှပါမသိကိုယ်လဲသူလိုပဲဘာမှလည်းမသိဘုန်းကြီးဆိုတာမရှိတန်ခါဆိုတာလည်းမရှိဘူးသူ့နိုင်ငံနဲ့သူ့လူမျိုးနဲ့သူ့ဝတ်တွေဝတ်တယ်ကရုံကြီးနဲ့ဝတ်တယ်ဒါပဲသိတာဗျခမရတူကြီးကြမှာရနာသုံးပါးနဲ့သီလတီးတဲ့ဂုံရှိတဲ့တန်ခါတွေဆိုတာဗမာပြည်ကြမှာသိတာသူမျိုးလည်းမသိဘူးအေးအဲ့တော့တရားဓမ္မတွေခုနသဘင်ကိုသလကောင်းအာနာပါနဝင်သက်ထွက်ကတဲ့လကောင်းလက်သေးကိုလောင်းကြိုက်တာကိုလကောင်းဧကောဓမောလို့ခေါ်ပါတယ်တဲ့တခုတည်းသောတရားပေါ်မလာဘူးလားဧကောဓမောဘိက္ခဝေဘာဝိတာပုလိတာအဘိညာတံမောရယနိဗ္ဗာနာယတံဝတ္တိချစ်သားချစ်သမီးတို့တခုတည်းသောတရားကိုဘာဝိတာပွားပါတဲ့သံမင်းဒီအနိစ္စသံမင်းရဲ့သဘောရွတ်တာမဟုတ်ဘူးနော်သံမင်းရဲ့ကိုမဆိုင်ဘဲနဲ့သူ့ဘာသူပေါ်လာတဲ့အနတ္တသဘောကိုဉာဏ်နဲ့မြင်ပြီးတော့သုံးသပ်လိုက်ဒီသံမင်းဒီသူ့ဘာသူပြုပြင်တဲ့အတွက်ကြောင့်သံမင်းရတော့ပြုအပ်ပြင်ထိန်းသိမ်းရတဲ့အတွက်ကြောင့်ဒုက္ခတဲ့သဘောကိုဉာဏ်နဲ့သိလိုက်သံမင်းဒီကိုကဖန်တီးပဲနဲ့သူ့ဘာသူကျွတ်သွားတယ်မမြဲလို့ကျွတ်သွားတဲ့သဘောဉာဏ်နဲ့ကြည့်ပြီးတော့အဲ့ဒီလိုသံမင်းရဲ့အနိစ္စဒုက္ခအနတ္တဝါရဲ့တွန်းကန်တဲ့သဘောရဲ့အနိစ္စဒုက္ခအနတ္တသို့မဟုတ်နှစ်ခုတဲ့သို့မဟုတ်တစ်ခုပေါ့အဲ့ဒါကိုကျင့်ဖန်များစွာလက္ခဏာ၃ပါးနဲ့ပွားနေတာကိုအဲ့ဒါဘာဝိတာလို့ခေါ်တယ်တရားအများကြီးဖို့ပါဘူးတဲ့ဉာဏ်စီနေရှောက်မတက်ပါနဲ့တဲ့တစ်ခုတည်းပဲပွားပါတဲ့အဲ့လိုကျင့်ဖန်များစွာပွားလို့ရှိရင်ဘာဝိတာဗုလိတာအဘိညာယဉာဏ်တို့ရလိမ့်မယ်နိဗ္ဗာန်ယနိဗ္ဗာန်မျက်မှောက်ပြုရလိမ့်မယ်တမ္မောဒယသစ္စာ၄ပါးရလိမ့်မယ်နိဗ္ဗာန်မလိုချင်ဘူးလားလိုချင်ပါလို့อ่ะသာမင်တစ်ခုတည်းကိုပဲအနိစ္စဒုက္ခအနတ္တပွားနေနိဗ္ဗာန်မရောက်ဘူးလားဘာဉာဏ်စင်မှမလိုဘူးအဲ့ဒါဉာဏ်စင်ပဲအခုကဓာပိတာတက်ချင်တဲ့ဒီဉာဏ်ပြီးဒီဉာဏ်တက်ချင်တဲ့ရှောက်လုံနေတာခိတ္တဝိပဿနာဖြစ်ဒါနဲ့မရောက်ဒါရိုးနေပြီဒီကျင့်စဉ်ကရိုးနေပြီဒီဓာကြီးကရိုးနေပြီပြောတာစွဲအောင်မပွားဘူးတဲ့အခုခေတ်မှာပွားတဲ့အလုပ်မလုပ်တော့ဘူးအဲ့လိုပြဉာဏ် तू ကဘယ်ယူနိုင်ပြီ तू ကဘယ်အဆင့်ရှိပြီရှောက်လုံဒီမှာအဆင့်ရှိသေးလားသူလည်းအနတ္တကိုလည်းအနတ္တကုန်ယူသူ့အစဉ်ငါအစဉ်လျှောက်လုံနေသေးတယ်တရားငဘောတွေလျှောက်ပြစ်ကုန်တရားယူတွေယူကုန်အဲ့တော့ကိုယ့်ဟာကိုယ်သံမင်းပွားပွားအာနာပါနကမ္မထံဟောတယ်ဝင်လေထွက်လေပဲပွားပွားလက်သေးပဲပွားပွားအရေးပြားပဲပွားပွားဥရေအသက်တွေအကျိုးတွေကာယ ानु ပဒနာတစ်ခုကိုပွားသည်ရှိတော့ယဟန္တာဖြစ်ပြီအစွဲဥပဒကြံနေသေးတောင်မှအ ਨੇ ဆုံးအနာဂါမဲ့မဲ့ကူးမိလို့ထိုနှမျိုးတစ်မျိုးရမယ်ခု၍မြတ်စွာဘုရားကယုံကြည်ပြီးပွားရမယ်လို့ဘုရားဟောတာပါတယ်ခမရတို့အခုမိစ္ဆာဘာဝနာမပွားကြပါနဲ့ဟိုကောင်မကဘာဖြစ်တယ်ဟိုလူကဘာဖြစ်တယ်မကောင်းကြောင်းလောဘနဲ့အရင်ခန္ဓာဒေါသနဲ့အရင်ခန္ဓာမာနနဲ့အရင်ခန္ဓာမစ္စရိယဆိုတဲ့မနာလိုမှုနဲ့အရင်ခန္ဓာအပြုမှုပြောဆိုပြီးခမရတို့ရှောင်ကြပါဟုတ်ပြီလား
ရတော်တရားလိုပုဂ္ဂိုလ်မျိုးကဘဝပေါင်းဂရိပေါင်းများစွာသူများအရှင်လက်လက်သတ်စားမဲ့ဘဝအသေးသက်ခံပြီးတို့အတွက်ယဉ်သွားပြီငါတို့ကဒီတိုင်းနေလို့မဖြစ်ပါလားသူတို့ကတို့အသက်နဲ့ယဉ်ပြီးတနာလို့ယဉ်သွားတာတို့ကမတိကျချင်းပြုပြီးနေမယ်ဆိုရင်ကိုယ့်လောက်မိုက်တဲ့ပုဂ္ဂိုလ်မရှိပါလားဦးဇင်းတို့လည်းဒီလိုပဲနေတာရတော်တရားတို့မိမယဉ်ခဲ့တဲ့သာသနာငါလိုယဟန်ကဓမ္မယေနကိုစားမယ်မသိတော့ကိုယ်ဆုံးမလားအဲ့ဒါကြောင့်ဒကာဓမ္မတွေကာယ ानु ပါဒနာပွားပြီးတော့နေကြပါနောက်တစ်ချက်ကတော့မဖြစ်မနေရိပ်သာသွားမယ်အချက်ကတော့ဝေဒနာဘောကတဏှာဒေါသချုပ်ကြောင်းတဲ့ဗါတယ်လေအဲ့ဒါကတော့ခမရတို့ဘဝတိုက်ပွဲပဲဘဝမှာတိုက်ပွဲနှွှဲရဟုတ်ပြီနော်ခမရတို့အခုတရားကြာအခုတရားနာတာအောက်ပိုင်းခန္ဓာကိုမလှုပ်မပြေမနဲ့နာတဲ့ပုဂ္ဂိုလ်ရှိလားကျုပ်လှုပ်ပြနေတာတွေ့လားညာတော့မနာနေဘူးလားကိုနာပြီးစိတ်နာသလားခမရတို့ကကိုလဲနာတယ်စိတ်လဲသိတော့ကိုလဲနာတယ်စိတ်လဲနာရင်ကောင်းမှာတော့မလားဒီအဲ့ဒါလေးမသိခင်အသေးမတတ်ခင်ပြင်းရမယ်မျိုးတထေးကြီးဖြစ်ဖြစ်တမရာကြီးဖြစ်ဖြစ်ဆင်းရဲသားဖြစ်ဖြစ်တရောင်းသားဖြစ်ဖြစ်ခိုးဖြစ်ဖြစ်ဟာဒီရုပ်ဓာတ်လေးပါဖောက်ပြန်လာပြီဆိုရင်စိတ်မှာဒေါသတွေမဖြစ်ဘူးလားတိမခံကြီးမင်းနဲ့ကြိုက်တဲ့ခဲတဲ့ထုံနာကျင်နာယောဂနှိမ့်ဆက်တဲ့တန်ကိုမခံစားနိုင်ဘူးဆိုတာဘာခေါ်လဲဒေါသအဲ့ဒီရုပ်ကြီးကိုတက်တအောင်ပြင်လိုက်မယ်ဆိုရင်ဘာခေါ်လဲလောဘဟောသူများပစ္စည်းတွေဟိုဟာတွေလောဘမဟုတ်ဘူးအဲ့လောဘထားကြလို့ရဒီလောဘမရဘူးသေတော့လိမ့်ပြန်နေရောဒါကကာမဂုဏ်ယုတ်ကြီးကြိုက်ခဲထုတ်ချင်တာဘာယုတ်ကြီးလဲကာမဂုဏ်ယုတ်ဒီကာမဂုဏ်၅ပါးမခံဘူးလားဒီယုတ်ကြီးမရှိကာမဂုဏ်၅ပါးခံစားလို့ရရဲ့လားအေးအဲ့ကာမဒါကာမယုတ်ကြီးခေါ်တယ်ဒီကာမယုတ်ကြီးကကြိုက်ခဲထုတ်ချင်လာတော့ဒုက္ခဖြစ်မလာဘူးလားကာမဒုက္ခဟုတ်ပြီနော်ကာမဒုက္ခဖြစ်လာတော့ယောဂီတို့မခံစားခြင်းတော့ဒီကာမဒုက္ခကိုပြင်လဲရင်ကာမဒုက္ခရမသွားဘူးလားအဲ့လိုကာမဒုက္ခကနေကာမဒုက္ခကိုလိုချင်တာပါခေါ်လေလောဘတေကိုကောက်တော့တဏှာလိုတယ်နော်နည်းနည်းပဲပြေးတတ်ပဲဘိုးကုတ်ကျင်ထားတဲ့ယောဂီနည်းနည်းပါလို့ဒီလိုဖြေနိုင်တာကျန်တာတွေမသိဘူးဘုန်းကြီးအပင်မန်းကပြီးပြနေတာခင်ဗျားတို့အလာကဝအစာကျူပြီးတရားပြနေတာကိုယ်နဲ့မဆိုင်လို့နေရတယ်ရတဲ့ဘုရားသစ္စာ၄ပါးနော်နာရကြားကျင့်ရနေတာမဟုတ်ဘူးမသွားဘူးကိုမကျင့်လဲရတယ်ဆိုနေကြတာသိတော့နေလို့ရလားသိပြီးတော့နေလို့ရလားမရဘူးအဲ့ဒါကြောင့်မလို့ဦးဇင်းတို့တိုက်တွန်းမှုလာခဲ့တာအဲ့တော့ကာမဒုက္ခဖြစ်လာတော့ဒေါသဖြစ်တယ်ထိုဒုက္ခရုပ်ကိုဒုက္ခပြအောင်လုပ်တော့ဘာဖြစ်လဲလောဘဖြစ်တော့ကုသိုလ်စိတ်လားအကုသိုလ်စိတ်လားဒုက္ခဝေဒနာကနေဒုက္ခဝေဒနာဖြစ်အောင်မဖန်တီးဘူးလားအဲ့ဒါအကုသိုလ်စိတ်လားမဲ့စိတ်လားအဲ့တော့တရားထိုင်တယ်ဝင်လာလိုက်တော့အတိနဲ့ပြင်မယ်ဆိုတော့ဘာစိတ်လဲမဲ့စိတ်လားလောဘစိတ်လားမခံနိုင်လို့ပြင်တာမခံနိုင်တာကဒေါသမက်စိတ်မရှိတော့တက်တောင်ပြပြင်တာပါလေလောဘမက်စိတ်ရှိသေးလားဟောတရားထိုင်တာမကြွနေအဲ့မတရားဘူးတရားသလားမတရားဘူးလားဒေါသနဲ့လောဘဖြစ်နေငါကိုကြီးဆိုတဲ့ဒိဋ္ဌိရောဆွဲမထားဘူးလားငါသဘောငါယုတ်ငါပြင်းမယ်ဆိုတော့မာနရောပါမလားဘူးလားနာယုတ်ကိုမသိတာမောဟဆိုတော့လောဘဒေါသမောဟမာန၄မျိုးရမသွားဘူးလားငရဲလိမ့်ဆံပိဋ္ဌာသူတကယ်ပဲဓမ္မယုံနဲ့ငုတ်ထုတ်ထိုင်ပြီးတရားရှာပါဆိုပရိစ္ဆေသုံးပါးဖြတ်ပါဆိုဟိုကြောက်လဲနေတယ်ဝေဒနာတက်လာတဲ့ဒုက္ခဝေဒနာနဲ့ဒုက္ခဝေဒနာလုံးလိုက်ဒုက္ခဝေဒနာနဲ့ဒုက္ခဝေဒနာလုံးလို့တော့လဲမနေဘူးလားမိုးကုတ်ဆရာတော်ကြီးကကိုယ်သာနာ၍စိတ်မနာစီနဲ့တဲ့သင်းဆရာတော်ဟောတာလားမိုးကုတ်ဆရာတော်ဟောတာမိုးကုတ်ဆရာတော်ဟောပြီးမိုးကုတ်ဤသာသွားပြီးဟိုလဲကြောက်ကိုလဲနာတာတော့ဘာလုပ်သလဲကိုလဲမနာအောင်စိတ်လဲမနာအောင်ပြီးမိပြို့လှုပ်လိုက်ရတယ်သူစီထုံးဝေပြစီးမနေဟိုလူကလည်းပြင်းမျက်လုံးကတော့မိတ်ထားတယ်ကိုလည်းမမြင်သူများလည်းကိုယ်မမြင်ကိုယ်ကလည်းကိုယ့်ကိုမမြင်မျက်လုံးမိတ်ထားတယ်အဲ့ဒါပြင်းနေဆိုတာအမှတ်နဲ့ပဲပြင်းအသိနဲ့ပဲပြင်းမခံနိုင်လို့ခံတာအောင်ပြင်းတာကတော့အတူတူပဲပြင်းနေဆိုတာသီးမခံနိုင်လို့ပြင်းတာမမိပြီလားသီးမခံနိုင်လို့ပြင်းတာသီးခံရင်ပဲရောက်မလဲသီးမခံရင်ပဲရောက်မလဲနိဗ္ဗာန်လည်းလိုချင်တယ်ငရေရောက်တဲ့အချိန်ကြီးသီးမခံနိုင်လို့ဖြစ်ပါမလားဒါအမှန်ဘူးခင်ဗျားတို့အလိန်ထိမနေစေနဲ့သေကံကြီးကျတော့ပြင်းနေနဲ့အတိနဲ့အမှတ်နဲ့ပြင်းနိုင်သေးလားဟိုတကားတဲ့ဂျွန်းတရံလာပြီးငကြောသလိုကြောခါဘာမှမမှနိုင်မှတ်လေဆိုးလေပဲကြိုက်တာကြီးသွားမှတ်တော့ကပူတာကြီးသွားမှတ်တော့ပူမှာပေါ့ကြိုက်တာကြီးသွားမှတ်တော့ကြိုက်မယ်မခံနိုင်လို့ပြင်းလို့ရသေးလားဘယ်လို့မှမရတော့ဘူးဟုတ်ပြီလားအဲ့တော့ဒုက္ခရောက်ကနေပြီးတော့ဒုက္ခရောက်ကိုပြင်းတာလဲလောဘနဲ့ဒေါသနောက်တစ်ခါပြန်ဖောက်ပြန်လာတော့လေလောဘနဲ့ဒေါသဆိုတော့ခင်ဗျားတို့တစ်ခါသွားရင်တမက်ရရဲ့လားမသိပါဘူးမဲ့နဲ့ပြောနေပရိစ္ဆေသမလဲတဲ့ဒါဖြတ်တယ်ဒါထွက်တယ်လုံနေတာကိုလည်းကြောက်ဒါလဲတယ်ဖြစ်သွားရင်လဲတာလည်းမသိဘူးကိုလည်းလဲမှမသိဘူးဆရာလည်းတပည့်တွေလဲနေပါလားလည်းမသိဘူးသိသလားဘောမာတာဖြတ်တာအလုံးမှပြတ်ရဲ့လားဟောနဲ့ဘောမာပြတ်အလုံးမှမပြတ်ဘူးလဲနေ
ဦးစင်းအတင်းပြောတာမဟုတ်မှန်တာပြောတာပြတ်တဲ့ပုဂ္ဂိုလ်လည်းပြတ်မှာပေါ့လေသို့တော်လည်းပဲမခံနိုင်ရင်ပြင်ရမယ်အသိနဲ့ပြင်ရမယ်ဆိုရင်တော့မှားတယ်မြတ်စွာဘုရားတဲ့ဒေသနာမှာမခံနိုင်ပြင်မှာဆိုတာတစ်လုံးမှမပါဘူးအဲ့တော့ကောင်းပြီမခံနိုင်လို့ပြင်တယ်မခံနိုင်လို့ပြင်တယ်အသိနဲ့ပြင်အမှတ်နဲ့သေကံကြီးကြတော့မခံနိုင်တော့အသိနဲ့ပြင်တယ်အမှတ်နဲ့ရသေးလားကမာလည်းမက်စိတ်ဖို့စိတ်မက်စိတ်ဖို့စိတ်ရှိသေးလားတောကမိတွေတဟုံးတောင်းနေတဲ့ဖိုကြီးတော့ခံစားနေရပါတယ်ဗျာအမလေးလောက်ကြပါအောင်အမလေးကြကြပါအောင်စောင်းလေးနည်းနည်းဖယ်ပြပါအောင်ခေါင်းလေးနည်းနည်းခူပေးပါအောင်ချောက်လေးနည်းနည်းစမ်းရေပေါက်လေးနည်းနည်းချပေးပါအောင်ဒါပဲအဲ့တော့မဟာနိုင်တော့အစာကလည်းဗိုက်ထဲမှာမရှိတော့အစာအင်ကြီးကလည်းလောင်ပြီရင်ထဲမှာလည်းရေမတော့တော့ပူနေပြီယောဂါကလည်းမသေးသေးအောင်ဓာတ်နဲ့တည်းသလိုနော်ခရင်နဲ့မွေးသလိုပလာယာနဲ့ကြိုက်ဆွဲသလိုခွေးဆွဲသလိုဖြစ်လာပြီအဲ့တော့အသေးကိစ္စတွေအဆုတ်ကိစ္စတွေတကုံလုံးအကျော်ဒီမှာကိစ္စတွေပြန့်နှံ့ပြီတကုံလုံးအစိတ်စိတ်မှဓာတ်နဲ့ခွဲသလိုတန်နဲ့ရိုက်တယ်သလိုဖြစ်နေပြီအဲ့ဒီကျတော့အသိနဲ့အမှတ်နဲ့ပြင်လို့လွတ်သေးလားအဲ့ဒါဘယ်လိုလို့ဒီလိုပဲသိကြမှာလားခင်ဗျားတို့ရကျင့်တဲ့တရားတွေမှန်သေးရဲ့လားမမှန်လို့អော်နေတာပေါ့သေတာကတော့သေပါမယ်မဲနိုင်ဖို့လိုသေးလားသူ့ပါတီကိုပါတီပြိုင်ဖို့လိုသေးလားအကုန်လုံးမသားကြီးပဲမသေးခင်ခဏစောက်ပြီးဟုတ်ပြီလားခင်ဗျားတို့ကျတော့မသေးခင်ခဏစောက်ပြီးတရားနာနေရတယ်မဟုတ်လားကျိုးကလည်းသေလည်းမကြတော့တရားဟောနေအကုန်လုံးကဘာဖြစ်မလဲသေမာတယ်သေတယ်ဆိုတာပြင်းထန်သောယောဂါတွေနဲ့အာဟာရရေအာဟာရအစာအာဟာရဖြတ်ပြီးရက်ဆက်ဆက်တတ်ဖြတ်ပြီးတော့သေခံရတာဗျခင်ဗျားတို့မကြောက်ဘူးလားကြောက်ရင်ဘာလို့ကိုရီးယားကကြည့်ပေါ့အဲ့တော့သေရတော့သေရမယ်မသေခင်အသေးအသက်ခံရမှာတတ်ချင်းစီးရတော့တတ်တသေတတ်တဲ့သဘောယုံကြည်တော့ရှိတယ်စိတ်ထဲမှာဒေါသပြီးလောသပြီးခြုံငိမ့်ဖို့မလိုဘူးလားအဲ့ဒါပြင်ဖို့လိုတယ်စိတ်ငကကြီးမပန်ရင်နေပါသေးတက်ကြီးမနေရရင်နေပါစေထလက်တဲထိုးပြီးတော့ပဲနေရပါစေပေါ့အဲ့တို့အညာတော့ထလက်ဒီမှာတော့ဘာမှုတော့မသိနောက်ဆုံးကောက်ယူနဲ့ရိုးပြတ်နဲ့ပဲကိုင်းရင်နဲ့ပဲမိုးပြီးနေရပါစေဗျာဟာဒီခန္ဓာရဲ့ဒုက္ခနဲ့ရင်ဆိုင်ရတဲ့အခါမှာတိမခံခြင်းနဲ့ဒေါသလှုပ်ခြင်းနဲ့လောဘကိုအမြင့်ဖြတ်ထားရင်မငြိမ်းချမ်းဘူးလားအဲ့ဒါပြင်ဖို့လိုတယ်အဲ့ဒီတော့တရားဓမ္မတွေဒီဘက်မှာဒုက္ခဝေဒနာကနေဒေါသလောဘချုပ်ဖို့အတွက်ဦးဇင်းတို့တရားပြတော့သိင်္ဂကျမ်းနေဟာပြောတယ်တေကကျမ်းတယ်ဆိုအတ္တကိလပဓာနိယောဂကြီးလို့ပြောပြီးအဲ့ဒါသာသနာပြအမျိုးပါသာသနာဖြစ်စည်းမှာပါသွားပြီအမျိုးတော့မသိသာသနာဖြစ်စည်းပါသွားပြီဟာတရားဆိုတာကြမ်းကြမ်းမကျင့်ရဘူးဆိုတော့အဲ့ဒီကြမ်းကြမ်းမကျင့်ရတဲ့ပုဂ္ဂိုလ်ကနုနုနဲ့ तू ကတရားရထားလို့လားလို့မေးဖို့မလိုဘူးလားကြမ်းကြမ်းတရားမကျင့်ရဆို तू ကနုနုနဲ့ရထားပြီယဟန်ဆိုပါရဇိကတိတ်ကပေါ့ကြာပြီကျမ်းစရာမလိုနုထားပြီဆိုနုမှကျင့်ရတယ်နုတာ तू ကနုနုနဲ့ရထားလို့ပြောတာပြရမှာအေးအဲ့တော့မိုးကုတ်ဆရာတော်ကြီးကနောက်ဆုံးမိန့်ဟာဩဝါဒတဲ့အာနာရှိတဲ့သူတိုင်းခံစားရမယ်ဝေဒနာဖြစ်ပျက်တို့ရဲ့အဆုံးကိုရောက်အောင်ရှုကြမမိတ်မလျော့နေရကြနာမ်ဖြစ်ပျက်လားဝေဒနာဖြစ်ပျက်ဝေဒနာဖြစ်ပျက်ပြောပါတယ်အတူတူပဲတဲ့သဟဇာတာအညာမညာနေတရားဥပနေတရားပစ္စည်းတွေဒုက္ခဝေဒနာနဲ့ရှင်းလိုက်ရင်တိမခံကြီးနဲ့ဒေါသရုပ်ကိုမပြင်းနဲ့စိတ်ကိုပြင်းနဲ့ယုတ်ကြီးကြိုက်တာခဲတာကိုမပြင်းနဲ့စိတ်ထဲမှာတိမခံကြီးနဲ့ဒေါသဒီဒုက္ခယုတ်ကြီးကိုဒုက္ခယုတ်ဖြစ်အောင်လုပ်ခြင်းနဲ့လောဘအဲ့ဒါအာဟုတုစိတ်အဲ့ဒီအာဟုတုစိတ်ကိုမဲ့စိတ်နဲ့ပြင်လိုက်ပါလို့ဒီလိုဆိုလိုတာအောက်ကယုတ်ကြီးပြင်ခိုင်းတာလားစိတ်မှာကတ်တဲ့ကိလေသာကိုပြင်ခိုင်းတာလားအဲ့မှာရှေးစိတ်ဖြစ်ပြနောက်စိတ်မဲ့ဆိုတာရှေးစိတ်ကတိမခံခြင်းနဲ့ဒေါသရှေးစိတ်အဲ့ဒါကိုတိခံတဲ့စိတ်နဲ့စောင့်ရှုတာကမဲ့စိတ်ရှေးစိတ်ကလှုပ်ရှင်တာကလောဘအာဟုတုစိတ်နောက်ကလှုပ်ရှင်တဲ့အတိုင်းလက်ရောမလှုပ်ဘဲနဲ့တိခံပြီးတော့လှုပ်ပါဆိုတဲ့အာဟုတုစိတ်ကိုစောင့်ရှုတာပါစေလေအဲ့တော့စောင့်ရှုနေမယ်ဆိုရင်ဘာစိတ်ဖြစ်သွားမလဲမဲ့စိတ်ဖြစ်မသွားဘူးလားစောင့်မရှုဘဲနဲ့လှုပ်ရှင်တာနဲ့ပေါင်းဒေါသဖြစ်တာနဲ့ပေါင်းရင်အာဟုတုစိတ်တွေဖြစ်မသွားဘူးလားအဲ့တော့ရှေးစိတ်ဖြစ်ပြနောက်စိတ်မဲ့ဆိုတာရှေးစိတ်ကအာဟုတုစိတ်နောက်စိတ်ကမဲ့စိတ်အဲ့တော့မက်စိတ်အစဉ်ကူးသွားမယ်ဆိုရင်စိတ်မှာလောဘဒေါသကတ်လို့ရသေးလားရှေးစိတ်ကလည်းလှုပ်ချင်တာကိလေသာစိတ်နောက်စိတ်ကလည်းလိုက်ရောတာပါလေကိလေသာစိတ်တဏှာစိတ်ဖြစ်မသွားဘူးလားစိတ်စဉ်မှာမဲ့ကူးသလားတဏှာကူးသွားသလားရိစ္ဆသမုပ္ပါလဲသွားပြီရှေးစိတ်ကလည်းဒေါသစိတ်နောက်စိတ်ကလည်းဒေါသစိတ်ဆိုတော့မက်စိတ်ဖြစ်မလားအာဟုတုစိတ်ဖြစ်မလားအဲ့တော့ဘယ်လိုပြင်မလဲစိတ်ဒေါသစိတ်ကိုတိခံတဲ့အာဒေါသစိတ်နဲ့အစားထိုးဒေါသဖြစ်တဲ့စိတ်ကိုမဲ့ညာကရှုဟုတ်ပြီလားလှုပ်ရှင်တဲ့လောဘစိတ်ကိုတိခံတဲ့အာလောဘစွန့်လွတ်တဲ့အာလောဘနဲ့အစားထိုးလှုပ်ရှင်တဲ့လောဘစိတ်ကလေးပေါ်တဲ့ဟာကိုနောက်စိတ်မစိတ်နဲ့ရှုမစိတ်နဲ့ဆက်ခရှုသွားရင်စိတ်စဉ်မှာလောဘဒေါသကူးသွားလားမဲ့ကူးသွားလားအဲ့ဒါမဲ့ကူးတယ်လို့ခေါ်တယ်မဲ့အစဉ်ကူးသွားရင်လောဘဒေါသစိတ်မှာကအောင်မလားလောဘဒေါသမကရင်ဆင်းရဲအောင်မလားအဲ့ဒါမသိခင်ပြင်ရမှာဟုတ်ပြီလားအဲ့တော့ခမရတို့ဒီဘက်ထဲမှာသေပွဲနဲ့တွေ့တဲ့အခါမှာယုတ်ကြီးပြင်းထန်တာဝေဒနာတက်လာလို့ရှိရင်စိတ်မှာထားတောက်တဲ့လောဘဒေါသကိလေသာမီးကိုသတ်ပေးမဲ့ဆရာရှိလားဒီမှာတရားထုတ်တဲ့ပုဂ္ဂိုလ်တွေမပါဘူးလားရိတ်တာဘာလို့ချင်းလို့သွားလဲဘာလို့ချင်းတဲ့တရားလဲ
အသေးတက်တဲ့နေ့ပြီးပါလို့သွားတောင်းလားမတောင်းဆရာလည်းအသေးတက်နေ့လူချင်းလားလို့မေးလားမမေးဒီလိုပဲဘူးမသိဘာမသိနဲ့တပကံကုံသွားတာအိမ်တိမ်မှာအဘရဲ့သူ့သမီးကိုဘူးကြကြပြောလို့သူ့ကိုဘူးလို့ခေါ်တယ်ဘူးနဲ့အဘရှိသမင်းစားနေတော့လူတယောက်ကဗျတ်ဆိုပကံယူပြီးအဲ့တဲ့ဝင်စားစားလဲစားပြီးအဲ့တို့ကလက်စိပ်ပြီးထွက်သွားတော့အဘဖြစ်တယ်ပေါ့ဟဲ့ဘူးကြီးခုနကဘယ်ရလူလဲမသိဘူးတဲ့ကျမအဖေးတငယ်ချင်းအောင်မင်းလို့ငါလည်းနင့်မိတ်ဆွေအောင်မင်းလို့နဲ့ तू မပြောကပြောဘူးမသိဘာမသိနဲ့တပကံကုံသွားအခုလည်းသွားကြည့်နေပေါ့ကွာလေဘာလို့ချင်းလို့သွားမှမသိဘူးဟိုကလည်းဘာပြီးမှမသိဘူးနဲ့ဘာပြလာလဲအင်းကပါသွားတဲ့ကော်ပီမီလေးပါလေးကုံသွားတာပေါ့အထုပ်ကလေးတွေလူစည်းလေးစည်းလေးကုံတာပဲတဲ့အေးအဲ့တော့ဒကာဓမ္မတွေဆရာရှိသွားတောင်းမယ်ဆိုရင်ကြံတာတော့မသိဘူးသေမာတော့သေကြပါတယ်ဗျာဆရာဆိုလဲလူဆရာဆိုလဲဆရာကျွန်တော်ကျမတို့လူဘဝနေရတော့ပြည်လဲပါပြီသေရေးမပြည်လဲပါဘူးသေအောင်တတ်တဲ့သတ်ပွဲမှာသေရတော့ရှိမယ်ဆင်းရဲတာမရှိတဲ့နည်းတွေလိုချင်တယ်မတရားကကိလေသာကိုတတ်တယ်ပြောတယ်အဲ့တော့ဆရာကျွန်တော်ကျမသေတဲ့အခါမှာကိလေသာတတ်ပြီးတော့ငြင်းချမ်းပြီးတော့သိကျင်ပါတယ်ဆရာသင်နိုင်မှာမလားအဲ့လိုသွားမတောင်းအောင်လားအကဲရဟန်းဆိုလဲဆရာတော်တပည့်တော်မတို့တပည့်တော်တို့သေရပါမယ်ဗျာသေတဲ့အခါဟာဒီပြင်းထန်တဲ့ယုတ်ကြီးကရက်ဆက်စွာဖောက်ပြန်ပါတယ်ဗျာအဲ့ဒီအချိန်မှာပြင်းထန်တဲ့လောဘဒေါသမီးတွေတောက်ပါတယ်လောဘဒေါသမီးတောက်ရင်အမတန်မှဆင်းရဲတဲ့ကြောင့်လောဘဒေါသမီးတွေကိုတတ်ချင်ပါတယ်ဗျာဆရာတော်သင်ပေးနိုင်မလားမမေးရဘူးလားအေးအဲ့လိုမေးဟုတ်ပြီလားဦးစင်းကဒါအမှန်ပဲကိုလည်းဒါလိုချင်တယ်လူဘဝဘလို့နေနေအကုန်ပိုင်းနာဆိုင်နာတွေဘွယ်တုတွေအကုန်ထားခဲ့ရမှာဟာဒီခန္ဓာကိုယ်ကြီးသတ်ပြီးတော့သေရမှာဒီခန္ဓာနဲ့ပေါင်းပြီးနောက်ဆုံးသေရမှာခန္ဓာကသေအောင်တတ်တဲ့ဒုက္ခနဲ့ရင်ဆိုင်ပြီးသေရမှာအဆင်းရဲပြီးတော့မသေနိုင်ဘူးချမ်းသာပြီးသေခြင်းနဲ့ယောဂီတို့ကမလိုချင်ဘူးလားဒီဘက်မှာလိုက်ရှာပါတဲ့အကယ်၍များဟာဒီရွှေချင်းမျိုးကယောဂီတွေအရှင်ဘုရားကောသေအောင်တတ်တာတော့ရှိမယ်စိတ်မဆင်းရဲဘဲနဲ့ချမ်းသာတဲ့ဤမပေးနိုင်ဘူးလားဆိုရင်တော့ဦးသိရှိလာခြင်းရတယ်လာမှာကိုတောင်ပြန်သွားလို့သေနေမတတ်ရင်ဦးစင်းတောင်မမိပြီလားရိတ်သားကိုလာမှာကိုတောင်ပြန်သွားတဲ့အခါမှာသေနေမတတ်ရင်ဦးစင်းတောင်ဟုတ်ပါမလားစာချုပ်တာဒီပြီးတော့တရားရပါလားမမင်းနဲ့ဒီပြီးတော့ရမရပါမလားလာမမင်းနဲ့ရောက်အောင်လာဖို့ပဲလို့တာနော်ရောက်အောင်လာပြီးလို့ပြန်သွားတဲ့အခါမှာဦးဇင်းတို့တရားကျင့်စဉ်တွေကျင့်ရနေပြီးတော့လာတဲ့လူ100လား100ရမယ်1000လား1000ရမယ်ဒါပေမဲ့ဦးဇင်းတို့လူ400ကျော်450ပဲလက်ခံနိုင်တယ်အဲ့ဒါအသေးမတတ်ခင်ဒီယုတ်ကြီးကသေအောင်မတတ်ခင်မိမိတို့စိတ်ကလေးမှာထားတော့တဲ့လောဘရတမီးကိုကြိုတင်ပြင်ရပါမယ်ဟုတ်ပြီလားပြင်တဲ့နီးရတော့ဒီမှာတော့တရားစခန်းဝင်စုံစမ်းညာနဲ့မဆုစုဝင်ဝဲကုံရက်ွက်ရွှေကျင်မြို့39တဲ့6ခွန်34655ခွန်6တဲ့တရားစခန်းဝင်ဖို့စုံစမ်းရဒီမြို့အတွက်ကို10ယောက်ပဲခွဲတန်းပေးထားပါတယ်ဦးဇင်းတို့ကဗမာပြည်တစ်ပိုင်းပိုင်းနာနိုင်ငံခြားနဲ့အဲ့ဒါလက်မခံနိုင်ဘူးလူ450ကိုခွဲတန်းချရပါတယ်ရန်ကုန်မြို့မှာဆိုတော်တော်လေးကိုဒုက္ခရောက်တဲ့အဲ့လူလက်ခံတယ်တင်းဝင်တဲ့လူကတအားများတော့အဲ့တော့ဒီရွှေကျင်မြို့ကတရားနာရတဲ့ပြိဿနဲ့တကွအဘိဓမ္မာအလူရှင်များဝေယဝဇဆောင်ရွက်တဲ့ပုဂ္ဂိုလ်များအားအသေးမတတ်ခင်ကြိုတင်ပြင်ဆိုတဲ့တရားနာကြတဲ့တကူနေတဲ့ကြောင့်တရားနာကြတဲ့ယောဂီပေါင်းသူတော်ကောင်းတို့သည်ဒီဘဝဒီသာသနာဒီခန္ဓာတတ်တဲ့အချိန်မှာတတ်တာတော့ရှိပဲသေခြင်းဆင်းရဲမရှိတဲ့ခြုံကြီးနဲ့နီးကိုကျင့်နိုင်ကြနိုင်အားထုတ်နိုင်ကြပြီးလင်အာသင်္ကရတနိဗ္ဗာန်ရွှေပြည်မြတ်သို့ရလွယ်ရောက်လွယ်မျက်မှောက်ပြီးလွယ်နိုင်ကြပါသေးကုန်သတည်း